ကမ္ဘာစီးပွားရေးတစ်ခုလုံးကတင်မော်တစီလေးလမ်းပိတ်လို့ရပ်တန့်သွားလို့နေပါဖြစ်သွားနိုင်တယ်ဆိုတာကိုမြင်အောင်ကြည့်ပူပါသလား2021ခုနှစ်မှာတကယ်ပဲဖြစ်ခဲ့ပူပါတယ်အဲဒီလိုကမ္ဘာကုန်သွယ်ရေးကိုလှုပ်ခတ်ပြစ်နိုင်လောက်တဲ့ရေလမ်းကြောင်းကြီးကတော့အေဂျင့်နိုင်ငံကတဲကန်နိုင်ရကိုခွဲပြီးဖောက်ထားတဲ့စူးအပ်တူမြောင်ပဲဖြစ်ပါတယ်ဒီတူမြောင်ကြီးကဘလောက်တောင်အရေးပါတယ်လဲဆိုရင်သူကဥရောပတိုက်ရဲ့မြေထဲပင်လယ်နဲ့အာရှတိုက်ရဲ့ပင်လယ်နီကိုတိုက်ရိုက်ဆက်သွယ်ပေးထားတာပါ193ကီလိုမီတာမိုင်အားဖြင့်120ကျော်ရှည်လျားတဲ့ဒီလိုလိုရေလမ်းကြောင်းကြီးမရှိဘူးဆိုရင်တင်မော်တွေကအာဖရိကတိုက်ကြီးတစ်ခုလုံးကိုပတ်ပြီးတော့ရှည်လျားတဲ့ခရီးကိုသွားရမှာဖြစ်တဲ့အတွက်အချိန်နဲ့ကုန်ကျစရိတ်တွေအများကြီးသက်သာသွားစေပါတယ်။ဒါ့အပြင်စူအတ်တူမြောင်းမှာရေတကားလုံးဝမပါဝင်တာကြောင့်တင်မော်တွေကလျင်မြန်စွာဖြတ်တန်းနိုင်ပါတယ်။ကမ္ဘာတဝန်းကကုန်စည်ပို့ဆောင်မှုရဲ့14%လောက်ကဒီနေရာကနေနေစဉ်ဖြတ်တန်းနေတာဖြစ်လို့သူရဲ့တန်ဖိုးကအင်မတန်မှကိုကြီးမားလာပါတယ်။စူအတ်တူမြောင်းရဲ့ဈေးကူကလွန်ခဲ့တဲ့နှစ်ပေါင်း3800လောက်ကအေဂျစ်ဖာရိုဘီယန်တွေလက်ထက်ကလေးကရှိခဲ့တာလို့သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ဒါပေမဲ့ခိမီဆောက်လုပ်ရေးကိုတော့ပြင်သစ်တန်တမန်နဲ့အင်ဂျင်နီယာတို့ရဲ့ဦးဆောင်မှုနဲ့1859ခုနှစ်ဧပြီလမှာတရားဝင်စတင်ခဲ့တာပါ။ဒူမြောင်ကြီးပြည်စီဖို့အတွက်10နှစ်နီးပါးအချိန်ယူခဲ့ရပြီး1869ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာတရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။အစောပိုင်းမှာတော့လုပ်သားတွေကိုအတင်းကျပ်ခိုင်းစေခဲ့ရပေမဲ့နောက်ပိုင်းမှာရေငုပ်တင်မောလိုစိုက်ရန်ရာကြီးတွေအစားထိုးသုံးပြီးတော့ဖောက်လုပ်ခဲ့တာပါ။ဒူမြောင်ရဲ့ပိုင်ဆိုင်မှုကအေဂျစ်အစိုးရလက်ထဲမှာရှိပေမဲ့နိုင်ငံတကာတင်မောအားလုံးကိုကုန်သွယ်ရေးစီးရေးကိစ္စတွေအတွက်ဖြတ်တန်းခွင့်ပေးထားရပါတယ်။ခေတ်မီလာနဲ့အမျှကမ္ဘာကုန်တင်တင်မောတွေရဲ့အရွယ်အစားကလည်းကြီးမားတဲ့ကြီးမားလာပါတယ်။ဒါကြောင့်ဒူမြောင်ကိုတိုးချဲဖို့ကမဖြစ်မနေလိုအပ်လာပါတယ်။2014ခုနှစ်မှာ AJ အစိုးရကစူအတ်ဒူမြောင်အသစ်စီမံကိန်းကိုကြေညာခဲ့ပြီးတော့82ကီလိုမီတာရှည်လျားတဲ့အပြိုင်လမ်းကြောင်းတစ်ခုကိုထပ်မံဖောက်လုပ်ခဲ့ပါတယ်။ဒီတိုးချဲမှုကြောင့်အရင်ကတစ်ဖက်တည်းသွားလာနိုင်ရာကနေနှစ်ဖက်သွားလာနိုင်တဲ့စနစ်ဖြစ်လာပြီးတော့တင်မောဖြတ်တန်းချိန်ကို18နာရီကနေ17နာရီအထိတိတိတတ်တာရှော့ချပေးနိုင်ခဲ့ပါတယ်။ဒီလိုတိုးချဲ့လိုက်တဲ့အတွက်တနေ့တာဖြတ်တန်းနိုင်တဲ့တင်မောအရေးအတွက်ကိုလည်း49စီးကနေ68စီးအထိနှစ်ဆနီးပါးတိုးလာခဲ့ပါတယ်။စူအတ်တူမြောင်ကကမ္ဘာစီးပွားရေးရဲ့အဓိကသွေးကြောတစ်ခုအဖြစ်ဘယ်လောက်ထိအရေးပါလဲဆိုတာကို2021ခုနှစ်ကဖြစ်ရတဲ့တစ်ခုကအထင်ရှားဆုံးသက်သေပြခဲ့ပါတယ်။ Ever Given လို့အမည်ရတဲ့ပေထောင်300နီးပါးရှိတဲ့ကွန်တိန်နာတင်မောကြီးကလေပြင်းတိုက်ခတ်မှုကြောင့်တူမြောင်ရဲ့ကမ်းလမ်းဖြတ်ပိတ်ဆို့သွားခဲ့တဲ့ဖြစ်ရပ်ပါ။အဲဒီတင်မောကြီးကရေတိမ်ပိုင်းမှာတောင်းဖြတ်ပိတ်မိခဲ့တာကြောင့်တူမြောင်ကြီးတစ်ခုလုံးကရပ်ပေါင်းများစွာပိတ်ထားခဲ့ရပြီးတော့ကမ္ဘာနိုင်ငံ20ကျော်ကကုန်တင်တင်မောအစင်းရေ200ကျော်ကဖြတ်တန်းခွင့်ဆောင်ရင်းနဲ့ပိတ်မိနေခဲ့ပါတယ်။ဒီလိုပိတ်မိမှုကြောင့်ကားတွေကနေ electronic ပစ္စည်းတွေအထိကမ္ဘာကုန်စည်စီးဆင်းမှုကြီးရပ်တန့်လို့နေပါဖြစ်သွားခဲ့ပါတယ်။စီးပွားရေးပညာရှင်တွေရဲ့တွက်ချက်မှုအရဒီအပိုင်းလေးအတွင်းမှာတင်ကမ္ဘာစီးပွားရေးဟာတနာရီကိုဒေါ်လာတန်း400ကျော်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီလိုအကြက်တဲကစူအတ်တူမြောင်ကနိုင်ငံတကာကုန်သွယ်ရေးအတွက်ဘလောက်အသက်သွေးကြောကြတယ်ဆိုတာကိုမိမောင်းထုတ်ပြလိုက်တာပါပဲ။ဒါကြောင့်ပြည်သက်ကြီးစူအတ်တူမြောင်ကတမိုင်းနဲ့ကအံ့ဖွယ်အင်ဂျင်နီယာလက်ရာမြောက်တစ်ခုသာမကယနေ့ကကမ္ဘာစီးပွားရေးကိုရွေလျားစေတဲ့အဓိကအသက်သွေးကြောကြီးတစ်ခုအဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။အေဂျစ်တဲကန်နိုင်ရကိုဖျက်ပြီးအာရှနဲ့ဥရောပကိုဆက်သွယ်ပေးထားတဲ့ဒီရေလမ်းကြောင်းကြီးအကြောင်းနားလေသဘောပေါက်စေဖို့တင်ဆက်ပေးလိုက်ရပါတယ်။